လုပ်ငန်းတစ်ခုအောင်မြင်ဖို့အရေးကြီးဆုံးအချက်၄ချက်ကိုဒီဗီဒီယိုလေးမှာ share လုပ်ပေးဖြစ်တယ်ပထမဦးဆုံးအချက်က marketing ဖြစ်ပါတယ်နော် marketing ကိုကျွန်တော်တေချာစနစ်တကျလုပ်တတ်ရပါမယ် marketing ဆိုတဲ့အထဲမှာကျွန်တော် advertising တွေ promotion တွေအကုန်လုံးတော့ပါတာပေါ့နော်ဒါပေမဲ့အဓိကကတော့ကျွန်တော်တို့အကုန်လုံးကိုခြုံငုံပြီးတော့ marketing ကိုကျွန်တော်တေချာလုပ်တတ်ရပါမယ်တေချာနားလည်ရပါမယ်နော် okay ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကစေတနာထားပါကိုသာဆိုရင်တို့နေရာမှာကိုယ့်ရဲ့ product ဒါမှမဟုတ် service ကိုတို့ဝယ်ယူသုံးစွဲလိုက်လို့ရှိရင်ဘယ်လိုမျိုးစိတ်ကျဉ်မှုတွေရချင်လဲပေါ့တေချာကျွန်တော်စေတနာထားပြီးတော့မှအကောင်းဆုံးလုပ်ဆောင်ရပါတယ်နောက်တစ်ချက်ကတော့ customer တွေကို value content တွေများများကျွန်တော်ပေးရမယ် customer တွေအတွက်အကျိုးရှိစေမယ့်အရာတွေများများပေးရပါမယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ consistency ပေါ့နော် design မှတ်လုပ်ဆောင်ခြင်းဆိုလိုပါတယ်เนาะအများအားကျွန်တော်တို့က value content တင်တာပဲဖြစ်ဖြစ်ပေါ့နော် marketing လုပ်တာပဲဖြစ်ဖြစ်အကုန်လုံးကိုကျွန်တော်တို့ကကိုယ်လုပ်ငန်းအတွက်လိုအပ်တဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့က design မှတ်လုပ်ဖို့အတွက်လိုအပ်ပါတယ်เนาะတခြားချက်တွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ဒီ၄ချက်ကိုကျွန်တော်တို့တေချာလုပ်နိုင်မယ်ဆိုလို့ရှိရင်တော့အောင်မြင်နိုင်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်မိတ်ဆွေရဲ့အမြင်လေးကိုလည်းကျွန်တော်ဒီဗီဒီယိုလေးရဲ့ comment မှာရေးပေးသွားလို့ရပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အကျိုးရှိတယ်ဆိုလို့ရှိရင်ဈာသူတွေအတွက်လည်း share ပေးသွားလို့ရပါတယ်